nayi sora a change you mohobu which in woodagua sore do it they near a GB gasket hello all of me lavia but tomorrow GB ဆိုတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာတည်တဲ့ GB watch ဖို့ပဲနဲ့ဒီ GB ကတော့1856ခုနှစ်ကဂျနီဗာမှာ base လုပ်ပြီးတည်ထောင်ခဲ့တဲ့ Gerard Pirogue ဆိုတဲ့ပေါ့ Switzerland နိုင်ထုတ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီ GB gasket ကိုပေါ့နော်ဘယ်တော့မှစပြီးတည်ထောင်ခဲ့လဲဆိုရင်ပေါ့နော်1980ကျော်တော့ပေါ့နော်ကျွန်တော်တို့ပေါ့နော်နိုင်ဆိုတာအချိန်မှန်ရင်ပြီးတော့ဘာလို့ဈေးကြီးပေးဝင်มาလဲဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဂျပန်နေပြီးမှ Seiko Astron ဆိုပြီးမှသူတို့အမှထုတ်လိုက်တယ်မှာ quartz နိုင်တွေထုတ်လိုက်တယ်တက်ခဲတွေနဲ့ထုတ်လိုက်တယ်အဲ့ဒီမှာ Switzerland မှာရှိတယ်လို့ automatic ဟိုလိုပေါ့နော်အဲ့လိုတမ်မက်တွေနဲ့လဲတဲ့ဟာတွေအကုန်ဈေးကွက်တွေပြတ်တယ်တချို့ဆိုဒီဝါဒီခံတဲ့ပုံစံတွေဖြစ်သွားတယ်ပေါ့နော်အဲ့ဒီမှာ1986မှာသူတို့ကဒီ GB gasket ကိုထုတ်ပြီးမှသူတို့ကအဲ့တော့ဈေးကွက်တွေကိုဖြန့်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပေါ့နော်quartz crisis မှာပေါ့နော်တော်ရုံတန်ရုံကုမ္ပဏီကတောက်မှခံနိုင်ပဲเนาะဟိုပေါ့နော် survive မလုပ်နိုင်ကြဘဲနဲ့ဒီဝါလီခံလိုက်ကုမ္ပဏီတွေအများကြီးပေါ့နော်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့လူတွေကပေါ့နော် automatic watch တွေကဘာလို့ mechanical engine ညောင်းနေဘာလို့လူတွေရဲ့ craftsmanship တွေနဲ့ဘာလို့ဈေးကြီးလဲဆိုတော့နားလည်လာတဲ့အချိန်မှာတော့နောက်ပိုင်းမှာ Rolex ဆိုဟို AP တို့ PP တို့ကပြန်ပြီးဥမော့လာပြီးမှတော်တော်ကိုဟိုလူတွေချောင်းမှာတော်တော်ကိုအခုဒီဈေးအများကြီးပြီးဝယ်လာကြတာဖြစ်ပါတယ်ခင်ဗျာဒီ GB gasket ကိုပြန်ဆက်ရရင်ပေါ့နော်သူကအဲ့တော့အလုံး8800ကျော်ပဲထုတ်ခဲ့တာဖြစ်ပြီးမှဒီဟာကို2018နောက်ပိုင်းမှာဟိုပေါ့နော် retro vibe ကိုရအောင်ဟိုပြန်ထုတ်မယ်ဆိုပြီးသူကဒီဟာလေးကိုဟိုပေါ့နော် limited piece နဲ့ထုတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာဒါလေးကတော့2023 24လောက်ကထုတ်ခဲ့တဲ့ GB gasket ကိုပေါ့နော် titanium နဲ့ဒီရွှေနဲ့ပေါင်းပြီးထုတ်ထားတဲ့ဟာလေးဖြစ်ပါတယ်ခင်ဗျာဒါလေးရဆိုရင်တော့သူကတော်တော်ကိုလုံး820ပဲထုတ်တာဖြစ်ပါတယ်တကဘာလုံးမှာပေါ့နော်ဒီအရှိမှလည်းသူက YSL brand နဲ့ပေါင်းပြီးမှသူထုတ်ခဲ့ရတယ်ရှိတယ်ပေါ့နော်ဘောတော့ဒီဟာလေးကတော့ titanium နဲ့ရွှေနဲ့ထုတ်တာဖြစ်ပြီးမှဒီဟာလေးက grade 5 titanium သုံးတာဆိုတော့တော်တော်လေးကိုပေါ့တယ်ပေါ့နော်နာရီကကန်ကြီးလိုက်တော်တော်ကိုပေါ့တဲ့နာရီလေးဖြစ်ပါတယ်ပြီးတော့သူကဒီ GB ဆိုတဲ့စလုံးလေးကလည်းရွှေပြီးဘေးကခလုတ်တွေလည်းရွှေနဲ့ထုတ်တာဖြစ်ပါတယ်ခင်ဗျာတကယ်ဆက်ကတော့ quartz ဆိုတော့ဒီ quartz crisis မှာထုတ်တာဆိုတော့ quartz ဖြစ်ပါတယ်ဒီဟာကတော့အထက်က movement ဖို့ပဲနော်အပြည့် titanium တွေရွှေတွေ finishing တွေကိုပေးဝယ်ရဖြစ်ပြီးမှနည်းနည်းလေးပေါ့နော်ဟိုမတန်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့လည်းတကယ်ချင်းနဲ့မေးကြပါဘောဒီနာရီကိုဘလို့ကြီးရလဲနာရီထိမှဆိုတော့ဒါကြီးကအဖုံးကြီးလားစွတ်ထားလားကျွန်တော်မေးရတော့မဟုတ်ဘူးပေါ့နော်ဒီနာရီကဒီ screen မှာကြီးရဖြစ်ပါတယ်ခင်ဗျာသူက day တို့ date တို့ပေါ့နော် second time တို့ chronograph တို့ပြီးတော့နောက်ဆုံးပေါ့နော်ကိုယ့်ရဲ့ anniversary date ဖြစ်တခုကိုမှတ်ထားလို့ရတဲ့ fashion လေးတစ်ခုပါတာဖြစ်ပါတယ်ခင်ဗျာပြီးတော့ပေါ့နော်ဒီနာရီကိုကျွန်တော်ဘယ်လိုလူတွေဝယ်သင့်လဲလို့မေးပေါ့နော်နာရီဆိုတာကွာကြည့်ဖို့မဟုတ်ဘူးဝတ်ချင်လို့ဝတ်တာကွာဆိုတဲ့သူတွေပြီးကြတော့ဗောနော်နာယီကိုဗောနော်လုံးဝဟို fashion တစ်ခုလို့ပြီးတော့ဗောနော်လုံးဝလူကြားထဲမှာထင်ထင်ပေါ်ပေါ်နဲ့ဟိုသိပ္ပံပညာရှင်လို့ vibe လို့ဝတ်ထားလိုက်ဗောနော်နည်းနည်းဘယ်လိုပြောရမလဲဟို sci-fi vibe လို့ Star Wars ခေတ်ကိုရောက်သွားတာလို့ကျွန်တော်တို့ဟို nostalgia vibe လေးရတယ် futuristic vibe လေးရတယ်ခေတ်ရှိပြီးတဲ့ vibe လေးရပြီတော်တော်တော့ဗောနော်လူကြားထဲမှာထင်ထင်ပေါ်ပေါ်နဲ့ဟိုနော်ထူးဆန်းလေးမနိုင်လေးတစ်မျိုးဖြစ်တဲ့အတွက်အဲ့လိုမျိုးပေါ့ထူးထူးဆန်းဆန်းဝတ်ချင်တဲ့လူတွေအတွက်ဒီနိုင်လေးတော်တော်လေးမိုက်တဲ့နိုင်ဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့ limited တွေစုကျင်တဲ့ကပောင်းမှာအလုံး820ပဲထုတ်တာဆိုတော့ဒါလေးကပေါ့နော် limited တွေစုကျင်တဲ့နည်းနည်းဖင်ရချင်တဲ့သူဆိုရင်တော့ဒါလေးတော်တော်မိုက်တာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကပေါ့နော်ကျွန်တော်ကိုတော့အပြင်မှာကျွန်တော်ဝတ်သွားတယ်ဘလို့ကြီးရလဲနိုင်ကြီးကဘလို့ကြီးလဲလို့လူတိုင်းမေးကြတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီနိုင်လေးကိုပေါ့နော်နိုင်တစ်လုံးရှိပြီးသားသူတွေကိုပဲကျွန်တော်ကတော့ဟိုဝယ်ဖို့အားပေးရပေါ့နော် collar လုပ်တဲ့လူတွေပို့ပြီးအားပေးတာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကိုဝယ်ဖို့နောက်ဒီကတော့ကျွန်တော်ဒီတက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ